မွေးနေ့မှာမိခင်ဖြစ်သူကိုအခုလိုတန်ဖိုးကြီးလက်ဆောင်ပေးခဲ့တဲ့စလုံးဝတီထဲတက်တဲ့မိုးကအိမ်တောင်ရေးကံမကောင်းတဲ့မင်းသမီးတလဲအဖြစ်အလုံးရဲ့တနာကရုဏာတတ်မှုကိုရရှိထားတဲ့မင်းသမီးကြီးတလဲပါအခုလက်ရှိမှာတက်တဲ့မိုးအတွက်တန်ရောစင်ဆိုအိမ်တော်ဆွဲ30မှာနောက်ဆုံးခင်မိုးဟောင်းနဲ့ရထားတဲ့မင်းသမီးလေးစလုံးဝတီထဲတယောက်တာရှိပါတယ်စလုံးလေးကအခုလက်ရှိအပြိုပေါက်လေးဖြစ်နေပြီဖြစ်တယ်လို့ဝင်ဝေလဲတစ်ဖက်တလန်းကခြာနိုင်နေပါပြီ။ကျောင်းနဲ့တရင်နဲ့လာကလှမ်းတဲ့ကြော်ညာတွေကိုရိုက်ကူးပေးရင်းကနေမိခင်ဖြစ်သူလို့ကြော်ညာမင်းသမီးပေါက်စားလေးဖြစ်နေပါပြီ။စလုံးဝတီထလေးကဖခင်ဆိုင်လွမ်းနောက်မိမယူရှိမှတော့မိခင်ဖြစ်သူစီကိုပြောင်းလာနေခဲ့ရတာပဲဖြစ်ပါတယ်။ကြားထဲမှာလည်းတားမီတွေစီဝမ်းခွဲတာတွေဖြစ်ခဲ့သေးတာကြောင့်အကုန်လုံးကကျမတို့တားမီအဆင်ပြေပါမလားလို့ထင်မှနေကြတာပါ။တဲ့မဦးကပြီးခဲ့တဲ့ရက်ကပဲကျမရဲ့အသက်55နှစ်ပြည့်မွေးနေ့ကိုအနုပညာလောကအတိုင်းဝိုင်းနဲ့ကြီးကြီးကျယ်ကျယ်ကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီမွေးနေ့ပါပဲကြည်နူးစရာကောင်းလာတဲ့အမြင်ကလေးတစ်ခုကတော့စလုံးဝတီထက်ကမိခင်ဖြစ်သူရဲ့မွေးနေ့မှာတူတူချက်ချကာဝါပြူလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မိဘအပေါ်တည်တက်လိမ္မာလုံးနဲ့တမီကောင်းတစ်ယောက်အဖြစ်ဗိဒတ်တွေကချီကျူးနေကြတာလည်းဖြစ်ပါတယ်။ဒီပွဲလေးမှာစလုံးဝတီထက်ကမိခင်ကိုကျေးဇူးဆက်တဲ့အနေနဲ့တန်ဖိုးကြီးစိတ်နှကတစ်စုံကိုမွေးနေ့လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။လက်ဆောင်ပေးတဲ့အချိန်မှာမိခင်ဖြစ်သူတဲ့မဦးဝမ်းတန်လုံးလုံးမြေတွေတောင်ကျခဲ့ရပြီးသမီးဖြစ်သူကိုဖက်ကဝမ်းတာပီတူတွေဖြစ်နေရတာဖြစ်ပါတယ်။စလုံးဝတီထက်ကမိခင်ဖြစ်သူအတွက်ပိုကောင်းတဲ့အရာတွေကိုဒါပေးရှင်တာဖြစ်ပါတယ်။ဒါပေမဲ့လေသူမရဲ့အသက်အရွယ်ရှိနေအရာငွေအများကြီးချနိုင်ဖို့ဆိုတာမဖြစ်နိုင်သေးတာကြောင့်ပါစလုံးလေးကအနုပညာလောကထဲမှာနေရာတစ်ခုရောက်လာအောင်အနောက်ကနေအမြဲပံ့ပိုးပေးနေတဲ့မိခင်ဖြစ်သူရဲ့စေတနာကိုလည်းသူရဲ့ရွှေနဲ့စာလေးနဲ့တတ်နိုင်တဲ့လောက်ကျေးဇူးဆက်လိုက်တာဖြစ်ပါတယ်။တဲ့မဦးကဓမ္မတက်ပွဲလေးတွေကိုသမီးဖြစ်သူကိုပါခေါ်သွားလေးရှိကပွဲထုတ်ပေးလေးရှိပါတယ်။စလုံးဝတီထက်လေးကလည်းကိုပိုင်ရရှင်ရှိတာကြောင့်အတော်လေးကိုအောင်မြင်တဲ့ကြော်ညာမင်းသမီးလေးဖြစ်နေပါပြီ။အခုလက်ရှိချိန်မှာတော့စလုံးလေးကပညာရေးကိုဦးစားပေးထားကနောက်ပိုင်းမှာတော့အနုပညာလောကထဲခြေစုံပြည့်ဝင်ဖို့အစီအစဉ်ရှိကြောင်းပြောကြားခဲ့ပူတာဖြစ်ပါတယ်။စလုံးလေးမိခင်နဲ့အတူပြန်နေတာကတဲ့မဦးအတွက်လည်းအားကိုးရလေးရနေတာဖြစ်ပါတယ်။တဲ့မဦးကကျမ်းမာရေးကြောင့်ဘန်ကောက်ကိုတွားကစီကူတာမှုမကြာခဏပြုလုပ်နေရတဲ့အတွက်ပြုစုပေးဖို့သမီးလေးရှိနေပြီဖြစ်ပါတယ်။ကျမ်းမာရေးအရှင်တွေကြောင့်တဲ့မဦးကစာကားတွေရိုက်ကူးမှုတွေလုပ်သေးမှမဟုတ်ပါဘူး။ဒါပေမဲ့အနုပညာလောကမှာအရေးရှိရှိပြီးသားဖြစ်ကနာမည်တစ်လုံးရပြီးသားဖြစ်တဲ့မဦးကိုတော့ဗိဒတ်တွေကအခုချိန်ထိအားပေးနေကြတာဖြစ်ပါတယ်။ကျမရဲ့လှူရှားမှုတိုင်းကိုအားပေးကြတာကြောင့်အခုချိန်ထိကြော်ညာပင်မဆိုတဲ့ဂုဏ်ကိုထိန်းထားနိုင်တုံးဖြစ်ပါတယ်။သမီးဖြစ်သူစလုံးလေးကိုလည်းကျမရဲ့အနုပညာအမွေတွေအကုန်ပေးထားပြီးသားဖြစ်ပါတယ်။တဲ့မဦးကအရွယ်တစ်ခုလည်းရောက်သွားရပြီဖြစ်တာကြောင့်နောက်ပိုင်းမှာတော့စီးပွားရေးကိုဒါဦးစားပေးလုပ်ကိုင်ဖြစ်တော့မှအမှန်ပါ။တကယ်ချင်းဖြစ်သူဆွမြတ်သူစားကလည်းစီးပွားရေးထက်အခြေချလိုက်ပြီးဖြစ်တာကြောင့်တဲ့မဦးကလည်းကျမ်းမာရေးကောင်းရင်လှုပ်လာနိုင်ဖို့ရှိနိုင်ပါတယ်။ဗိဒ္ဓကြီးတို့ရောတန်းနိုင်သမျှရတဲ့ငွေလေးနဲ့မိခင်အတွက်တန်ဖိုးကြီးစိန်တဲ့ပစ္စည်းကိုမွေးနေ့လက်ဆောင်ပေးခဲ့တဲ့စလုံးဝတီထက်ပေါ်ဘယ်လိုမြင်ကြပါသလဲ။နောက်ထပ်ငွေတွေအများကြီးထားနိုင်ကမိခင်ဖြစ်သူကိုကျေးဇူးဆက်နိုင်ဖို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။အမြင်လေးတွေကိုလည်းပြောပြသွားခဲ့ကြပါအောင်ရှင်။